စကားလည်းပြောတာမပြီးဘူးညနေရကောင်မလေးညီမလေးလို့ကိုကြီးပတ်စံ2000လောက်ချီးပါလားလို့ကိုကြီးတဲ့ပတ်စံ2000ညီမလေးမှမရှိဘူးမရှိဘူးတိုင်းရင်သူဆိုကိုယ်မပြီးဘူးလေအေးအဲ့ဆိုလည်းပြီးတော့ညီမလေးဟဲ့ထမင်းတွေရှိသေးလားကိုကြီးထမင်းမစားသေးကိုကြီးမရှိတော့ဟိုအမေလည်းမရှိဘူးဒီအမေလည်းမရှိဘူးညီမလေးလည်းမရှိစီအောင်စုဆိုင်စုထိုင်မရှိဘူးဆိုရင်ဒီလိုနေမှာပေါ့လမ်းလျှောက်ရင်ဘယ်လိုလဲနောက်တစ်ယောက်ဖေအောင်လွှဲပြန်ပြီပဝါလဲမှန်တယ်အကုန်မှန်တယ်တွင်းကမောင်းရပါနော်ဟာအဲ့မင်းသမီးနေတိုင်းဟိုအမေ့ကြံဒီအမေ့ကြံနေကိုအဲ့လိုမပြောနဲ့ဒါပိုင်မိုင်းရဒါမယားတွေပဲဟုတ်လားညီမလေးတခါတည်းပြောရမယ်နော်ယောက်ျားယူမယ်ဆိုရင်တိတ်ပြီးတော့လိုအပ်တယ်အကိုဒါကိုရဲ့ညီမတွေတူမတွေလူရှင်တော်ကြီးတော့မစင်းသားနဲ့နော်ယောက်ျားယူမယ်ဆိုရင်အိမ်တော်မျိုးဖျားတင်ဆေးမြင်စုပ်ထိုးဤသုံးချက်မကင်နောက်ပိုင်းဘာဖြစ်တယ်ဆိုလားမင်းလည်းလုံးထက်တယ်ရဟုတ်လားဒီမိန်းမဒီယောက်ျားကိုယူတယ်ယူဖို့ဆိုတာမလွယ်ပါဘူးနော်ညီမလေးယောက်ျားယူမယ်ဆိုတိတ်အရေးကြီးတယ်ဒီနေရာမှာဆေးထိုးပြီးွားရင်ညီမလေးဖြတ်လို့ရမလားမရအောင်ဒီမှာလည်းမရအောင်စောက်ချက်ကနားနေပြီနားဟုတ်လားဒီနေရာမှာဖျားတဲယူအဲ့ဖျားကိုမလို့ချင်တော့ပြန်ဖြတ်လို့ရမရအောင်အုတ်ချက်ကနားနေပြီဒီယောက်ျားကိုယူတယ်မလို့ချင်ဘူးကွာလို့ရမလားမရအောင်အုတ်ချက်ကနားနေပြီဟဲ့ဟိုအုတ်ဓာတ်ဒီအုတ်ပါလေအဲ့ကောင်မလေးမေတော်ချစ်ဘာဖြစ်လို့လဲငါမြင်းဘူးပါတယ်ဆိုပြီးကြည့်နေတာမြင်ဘူးပါတယ်မြင်ဘူးပါတယ်မြင်ဘူးပါတယ်ဆိုပြီးကြည့်နေတာဘာဖြစ်လို့တိုင်းရင်သူပဲငါအဲ့ကောင်မလေးတကယ်တိုင်းရင်သူလေးဘာဖြစ်လို့စကားပြောအဲ့ကောင်လေးလည်းမပြီးဘူးဟာလားသူလည်းမပြီးဘူးလားအဲ့ကောင်မလေးတဝဲဟုတ်တယ်ဘိတ်သူမလားနင်ကဘိတ်ကနော်အေးငါနောက်ဆုံးကဘယ်လိုလဲတနေ့နိုင်ရအေးတနေ့နိုင်ဘိတ်ရဟုတ်ပဲနောက်ဆုံးကမြို့ဒါကိုမြို့နင်ဘိတ်လို့ပြောတယ်ပြောနေတာပေါ့တကယ်ပြောတယ်အဘိတ်တန်ကြငါသဘောကြငါလည်းတဝဲပဲငါဝက်သားစကားဝဲတယ်သူလည်းဝဲပြောချင်နင်တကယ်ပြောတယ်လားပြောတတ်ရင်ဟိုတို့ရန်ကုန်မှာကျတော့တို့လို့ပြောရလေနင်တို့ဘိတ်မှာကျတော့တို့ဘယ်လိုပြောလဲကိုနန်းစားတော့ရင်နုနဲ့ပြောတယ်ဘယ်နားမှာလဲဘယ်နားမှာပြောတာဘိတ်မှာပြောတာလားတဝဲမှာပြောတာလားအဲ့ဒီနိုးဆိုင်ဟမ်ဘိတ်မှာပြောတာလားတို့ဘိတ်မှာပြောတာတို့ဈေးသွားမယ်တို့ဈေးသွားမယ်နုဈေးတော့ဟောနုဈေးသွားတို့နုတစ်လုံးလောက်ဝယ်ခဲ့စမ်းနွားနုတစ်လုံးလောက်အားမရှိဘူးတောက်ချင်တယ်ဒီရွယ်ထိနိုးမပြတ်သေးဘူးလားငါမိမသာမေးကြည့်ပါတော့ကွာနွားနုလုံးထက်တယ်အလုံးထက်ဖြတ်ကွာတကယ်ပြောတတ်လားပြောတတ်တယ်ဒါဆိုရင်ကြီးကန်းကိုဘိန်းလို့ဆိုရင်တော့ကြီးကန်းပဲဒဝဲလို့ဆိုရင်ကီကန်းလေးကွာဟုတ်လီကွာဓာရှာတာလားဟုတ်ဓာရှာလဲလို့ခွာဖြစ်သွားဒီလိုပြစ်တဲ့ဟာကိုလီကွာလို့ပြောဒီလိုပြစ်တာသူတို့လိုဝဲတယ်လေလီကွာအခွာကြီးနဲ့ပေါ့လီကွာလေးဆိုရဟဲ့ကဖောက်စားမှာလေးကွာကြီးကန်းဟုတ်ကီကန်းလေးကွာဟုတ်ကြီးကန်းကိုလေးကွာနဲ့ပြည့်ကီကန်းကိုလီကွာပြည့်ကြီးကန်းကိုနှလုံးမဲရှိတာဟုတ်ကြီးကန်းကိုလေးကွာနဲ့ပြည့်တို့ no တရားတွေပါလူလျှောက်တဲ့တရားတွေပါလေတရားတွေပါကြဒဝဲလို့ခါလို့ခေါ်ရခါကျွဲအကောင်မဲနဲ့ကျွဲကြောင့်ကွဲတို့ no ဒါဆိုရင်တရားပေါ်မှာတို့ရှိတယ်တရားအောက်မှာကျွဲနေတယ်ပြောစမ်းတရားပေါ်မှာတို့ရှိရဲဆိုတာခါပေါ်မှာနိုးရှိရဲဘယ်နှလုံးရှိလဲနွားတို့ဘယ်နှလုံးရှိလဲတပြေးပြင်းနဲ့တော့တခါတည်းပြောထားမယ်နော်အဲ့ဒိုးချနောင်နာကိုရောက်လာနော်တို့ဟုတ်လားတို့ဟိုပြီအဲ့ဒါတရားပေါ်မှာတို့ရှိတယ်တရားပေါ်မှာတို့ရှိတယ်ပြောခါပေါ်မှာနိုးရှိရဲတရားအောက်မှာကျွဲနေတယ်ခါအောင်မှာကွဲနေရဲစိုက်ကယ်စီးတော့ဖြစ်တာတပိမောက်တော့ဘာတွေတော့ခါအောင်မှာကွဲဟေးခါအောင်မှာကွဲနေရဲခါအောင်မှာတရားမှာနိုးရှိရဲခါပေါ်မှာနိုးရှိရဲခါအောင်မှာကွဲနေရဲစပိန်နေပါလေကြတော့စပန်မရိုင်းလာမရိုင်းမှာကွာကျွန်တော်ကြိုက်တာကွာသူတို့ဘာသာရကွာစပင်စပါအဲ့ဒါလေးနဲ့ကျွန်တော်ပရီးလေးနဲ့လဲပါလားညတ်တာတွေပါလေကြတော့ကိုင်ရဲစပင်ကိုကိုင်ရဲစပန်ညတ်တာကိုကိုင်ရဲစပင်ညတ်တယ်စပန်ကိုင်ရဲဟာဒီကောင်နေ